ဒါကတော့မိုးကုန်းတရားတီဆောင်နေပါ6ကမ်းပါးနှစ်ခုကြားမှာအမိုးကုန်းတရားတစ်စင်းတီဆောက်ခြင်းနေဆိုရင်ရှေးခေတ်တုန်းကဆိုရင်ကောင်းငင်ပေါ်တရားတယ်လို့ခက်ခဲလာပါတယ်6ကမ်းပါးကြားမှာဘာဆက်သွယ်မှုမှမရှိတာကြောင့်ခင်မီစက်ကရိယာတွေနဲ့တီဆောက်တာတောင်မလွယ်ကူပါဘူးထက်မြက်လက်တင်ကစဉ်းစားမိမှာပါအရင်ဆုံးနှစ်ဖက်စလုံးမှာစင်တစ်ခုစီအရင်လုပ်မယ်ပြီးရင်တမနီကျိုးတွေနဲ့ဆက်သွယ်လိုက်မယ်စိတ်ကူးကတော့မစိုးပါဘူးဒါပေမဲ့ပြဿနာကရှိလာပြန်ရောဒီတမနီကျိုးတွေကလက်မောင်းလောက်တုတ်နေတာပဲဘလို့ကြောင်အောင်လို့မလဲရဟတ်ရင်နဲ့ဆွဲသွားလို့မရဘူးလားဒါပေါ့မရနိုင်ပါဘူးဒီလောက်တော့နဲ့တမနီကျိုးကဘလောက်လေးမလဲဆိုတာတွေးကြည့်ပါရဟတ်ရင်ကိုတောင်အောက်ကိုဆွဲချသွားနိုင်ပါတယ်နောက်ပိုင်းမှာတင်ပြန်စဉ်းစားမိတာကအတုတ်ကြီးကမခက်နိုင်ဘူးအမြင့်သေးသေးလေးဆိုရင်ရောမရနိုင်ဘူးလားအရင်ဆုံးတမနီကျိုးမြင့်လေးကိုရဟတ်ရင်နဲ့အရင်ဆွဲသွားမယ်အမြင့်သေးသေးလေးကိုလမ်းပြအထီတုံပြီးမှအတုတ်ကြီးကိုပြန်ဆက်သွယ်မယ်အတုတ်ကြီးကိုဆွဲကြော်သွားလိုက်ရင်အဆင်ပြေသွားပြီပေါ့ဒီဘောင်ကြီးကတရားမဟုတ်ပါဘူးပစ္စည်းတွေမတင်ဖို့အတွက်ပါမတင်စက်ကရိယာတွေကိုတက်ဆင်းပြီးအသင့်ဆောင်ထိုင်မယ်နောက်တစ်ဆင့်ကတော့တရားတိုင်တွေကိုကွန်ကရစ်လောင်ဖို့ပါနှစ်ဖက်စလုံးကရှော့ဆောက်တွေထစ်လို့ကျင်းတူးပြီးလောင်းယုံနဲ့မရပါဘူးအမိုးကုန်းတရားရဲ့အောက်ခြေနှစ်ဖက်ဟာဖိအားအများစုကိုခံနိုင်ရရှိရမှာပါဒါကြောင့်နေရာရွေးချယ်မှုကအလွန်အရေးကြီးပါတယ်နေရာတက်မှတ်ပြီးရင်ကြောက်တုံးကြီးတွေရှိရင်အရင်ခွေးထုတ်ရပါမယ်ပြီးရင်ကျင်းတူးတန်ကူတိုင်တွေထည့်ပြီးပုံစံကွက်တွေနဲ့ထိမ့်မယ်ဒါတွေပြီးရင်တော့ကွန်ကရစ်ဆော့လောင်းလို့ရပါပြီဒီပစ္စည်းတွေကတော့အစောကလှုပ်ထားတဲ့ကျိုးတန်းစနစ်နဲ့ချပေးတာပါအစင်းသင့်လှုပ်ထားတဲ့တရားတိုင်တွေလည်းဒီလိုပါပဲတရားတိုင်တွေကိုတက်ဆင်ပြီးသွားရင်ဒါဆိုရင်တော့ရက်မယ်တွေနဲ့တရားမျက်နှာပြင်ကိုခင်းလို့ရပါပြီဒီအဆင့်ပြီးရင်မြေပြင်ပေါ်ကတရားအပိုင်းပြီးစီးသွားပါပြီနောက်တစ်ခုကတော့အခက်ခဲဆုံးဖြစ်တဲ့ဒီအမိုးကုန်းအပိုင်းပါပဲအရင်အတိုင်းအစင်းသင့်လှုပ်ပြီးမှမတင်တက်ဆင်ပါလားအဲ့ဒါဆိုရင်တော့အရန်ရိုးလွန်းသွားပါပြီလုံးဝမထွင်နိုင်ပါဘူးအမိုးကုန်းကကွေးနေတာကြောင့်မတင်နိုင်ခဲ့ရင်တောင်အလေးချိန်နဲ့အရွယ်စားကြောင့်တက်ဆင်လို့မရပါဘူးဒါကြောင့်လုပ်ငန်းခွင်မှာပဲဓာတ်ရိုက်ကွန်ကရစ်လောင်းရမှာပါတကယ်တော့တရားတိုင်အောက်ခြေမှာနေရာကြိုချန်ထားပြီးသားပါအဆင့်တွေကတော့အတူတူပါပဲပုံစံကွက်တွေအရင်ဆင်မယ်ပြီးရင်တန်ကူတိုင်တွေထည့်မယ်ဒါတွေပြီးရင်ကွန်ကရစ်တွေကိုအပေါ်ပိုင်လိုင်းကနေပို့ပြီးလောင်းလို့ရပါပြီဒါကိုတပိုင်းချင်းစီလောင်းရပါတယ်တခါတည်းနဲ့မပြီးပါဘူးပထမပိုင်းခဲသွားရင်ပုံစံကွက်ကိုဖြုတ်လိုက်မယ်ဒုတိယပိုင်းလောင်းတဲ့အခါပထမပိုင်းပေါ်မှာအထောက်အပံ့နဲ့ခိုင်အောင်လုပ်မယ်ကျန်တဲ့အဆင့်တွေကတော့ပထမပိုင်းအတိုင်းပါပဲနောက်ပိုင်းတွေမှာလည်းဒီနီးလန်းအတိုင်းဆက်လုပ်သွားမှာပါဒါပေမဲ့ပြဿနာကရှိလာပြန်ရောလောင်းလေလေအကွေးကပိုကြီးလာလေလေပဲမစုံခင်မှာဓာကြီးကဘလို့ခံနိုင်ရရှိမှာလဲအချိန်မရွေးကြိုးကြည့်သွားနိုင်တယ်လို့ပဲအင်ဂျင်နီယာတွေကဓာကိုကြိုတွေးထားပြီးသားပါဒုတိယပိုင်းကိုလောင်းနေတဲ့အချိန်မှာအပေါ်ကတရားတိုင်ကိုလည်းမြင့်ပြီးထိန်းချုပ်ကျိုးနဲ့တက်ဆင်သွားမှာပါတပိုင်းချင်းစီလောင်းပြီးတိုင်းကျိုးတယ်နဲ့အပေါ်မှာခိုင်အောင်လုပ်မယ်အမိုးကုန်းကြီးကိုအပေါ်ကနေဆွဲထိန်းထားတယ်လို့မျိုးပေါ့အမိုးကုန်းကြီးစုံပြီးပုံစံပေါ်လာတဲ့အခါအပေါ်ကမြင့်ထားတဲ့တိုင်တွေနဲ့ကျိုးတွေကိုပြန်ဖြုတ်လိုက်ပါမယ်နောက်တစ်ဆင့်ကတော့အပေါ်ကကျိုးတန်းနဲ့တရားတိုင်တွေကိုမတင်မယ်အမိုးကုန်းပေါ်မှာတစ်ခုချင်းစီတက်ဆင်သွားမယ်အခုဆိုရင်တော့အချိန်ကတော်တော်မြန်သွားပါပြီတရားရက်မယ်တွေကိုလည်းဒီလိုပဲမတင်ပြီးတရားတိုင်ပေါ်တင်လိုက်မယ်အားလုံးခင်းပြီးသွားရင်တော့တရားကြီးကပြီးသလောက်ဖြစ်သွားပါပြီနောက်ဆုံးကတော့အချောသက်အလုပ်တွေပါပဲအစောကလှုပ်ထားတဲ့မတင်ကြိုးတန်းမယ်ကိုလည်းဖြုတ်ရပါမယ်တရားမျက်နှာပြင်ကိုပြန်ပြီးတန့်ရှင်ပြုပြင်မယ်အမိုးကုန်းတရားတစ်စင်းတီဆောက်လို့ပြီးသွားပါပြီဗီဒီယိုထဲကအမိုးကုန်းကတော့ကွန်ကရစ်နဲ့လောင်းထားတာပါတမ်မနီနဲ့လှုပ်ထားတဲ့တွေလည်းအများကြီးရှိပါတယ်အဲ့ဒါဆိုရင်တော့အမိုးကုန်းကိုမတင်ပြီးတက်ဆင်လို့ရပါတယ်ဒါကတော့လက်တွေ့အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ရမှာပါကြံတဲ့အပိုင်းတွေတီဆောက်ပုံကတော့အတူတူပါပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်